ရွှေရှောင်းလိုက်သူတို့ကလည်းအထုပ်ကိုမှဘေးကိုချလိုက်ပြီအထုပ်ကိုဒီမှာဘေးကိုချလိုက်ပြီဘေးကိုချပြီးတော့ဘာဖြစ်လဲတဲ့မိုးတဲ့ကိုလည်းရှိုးတယ်ဘာလို့ဆိုသူတို့ကလဲတယ်ဘာလို့ဆိုဝယ်နေကြဖြစ်နေတော့ဒီတယောက်ကလည်း check in ပြန်လိုက်တယ်ဒီတယောက်ကလည်း check in ပြန်လိုက်တယ်ဒီမှာအထုပ်ကသူ့လူကဖယ်ထုတ်လိုက်ပြီလားဘာလားညာလားဆိုတော့ဒီဘက်ကလည်းလုံးဝပြန်နောက်ရှာတယ်ငါတို့အားလုံးမင်္ဂလာပါအခုကျွန်တော်တို့မြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ဒါအထက်ဆိုင်တစ်ဆိုင်မှာပေါ့နော်ဒါကတော့တခိုးလေးကိုလာပြီးတော့မှအထုပ်ကိုပေါ့နော်ပါစီထုတ်ကိုလာပြီးတော့မှခိုးတဲ့ဗီဒီယိုလေးပဲဖြစ်တယ်ဒီတခိုးလေးကိုကြည့်ရတာပေါ့နော်ဒါငယ်ငယ်ရွယ်ရွယ်လေးပဲစီးနေတယ်ပေါ့နော်ဒါစေချိုတက်ပေါ့နော်အသက်19လောက်ပဲရှိမယ်လို့တော့ထင်တယ်ဒါဆက်ရှင်တော်များပေါ့နော်တိထားကြဖို့အဲ့လိုမျိုးအရေးကြီးပါတယ်ဒီမှာတခိုးလေးဆိုတော့ဒါ3ရက်လောက်တွေ့ရတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကအစားဆိုကြည့်စုကြရအောင်ခင်ဗျာကောင်မလေး तू ကအဲ့မှာဒီဘက်2ယောက်ကိုချစ်တက်ကိုဒီမှာ2ယောက်ကိုဟိုဖြစ်လိုက်တယ်ရွှေရှောင်းလိုက်သူတို့ကလည်းအထုပ်ကိုမှဘေးကိုချလိုက်ပြီအထုပ်ကိုဒီမှာဘေးကိုချလိုက်ပြီဘေးကိုချပြီးတော့ဟိုဖြစ်လိုက်တယ်မိုးတဲ့ကိုလည်းရှိုးတယ်ဘာလို့ဆိုသူတို့ကလဲတယ်ဘာလို့ဆိုဝယ်နေကြဖြစ်နေတော့ဒီတယောက်ကလည်း check in ပြန်လိုက်တယ်ဒီတယောက်ကလည်း check in ပြန်လိုက်တယ်ဒီမှာအထုပ်ကသူ့လူကဖယ်ထုတ်လိုက်ပြီလားဘာလားညာလားဆိုတော့ဒီဘက်ကလည်းလုံးဝပြန်နောက်ရှာတယ်ငါတို့ရဲ့အထုပ်ကိုပြန်နောက်ရှာတယ်ရှာပြီးတော့အထုပ်သူ့လူကဒီဘက်ရွှေ့လိုက်ပြီးသွားပြီမိုးတဲ့မြင်ပါဆိုလို့ဒီဘက်ကိုအသေးတန်သလားရွှေ့လိုက်တာဒီဘက်ထဲကိုတွေ့လားဒီဘက်မှာလုံးဝဟိုဖြစ်ထားပြန်သူတို့နှစ်ယောက်ဘယ်အထုပ်ကဘယ်ထဲရောက်သွားလဲသူ့တော့သူ့ပြန်ရှာတာဘာညာကွကွချက်တိတ်လေးတွေဝယ်နေကြဆိုတာဝယ်နေကြတိုင်းငါတို့ကလေအရင်ကြီးဟွာဖြစ်လို့မရဘူးတလားလွတ်ထားလို့မရဘူးဒါချစ်တက်လဲလိုက်ကြည့်နေရပဲဒီမှာလိုက်ကြည့်နေသူတို့ကလုံးဝဟိုမင်္ဂလာဈေးတို့ပလာဇာတို့မှာခိုးနေကြဆိုတော့လေသူတို့ကလုံးဝနတ်နေပြီမပြန်ဝင်လာပြီသူတို့ရဲ့အထုပ်ကိုပတ်စံဒီမှာလှည့်ပြီးသူတို့ကဘာလို့လုံးဝအယုံသွင်းပြီပြောပတ်စံပေါ့ဟုတ်တယ်မလားဟုတ်တယ်ပတ်စံဝယ်တယ်ဆိုတာကိုပြပြီကွာအဲ့မှာနေကလုံးဝသူ့နောက်ကိုသူ့ကိုဖယ်ထုတ်တော့ပါလေသူ့ကိုပဲကြည့်တော့မှာပြီးတော့ဝယ်နေကြဖြစ်တိုင်းမာကြီးတို့ပါလေအရင်ကြီးဟွာဖြစ်လို့မရအောင်ဒီမှာပတ်စံလမ်းပေးတာလားဟလားဟုတ်တယ်မပတ်စံလမ်းပေးမပြီးလို့ရောက်ပြီလေပတ်စံလမ်းပေးမိုးတဲ့ဟိုတစ်ဖွဲ့ကိုပြရတယ်ဖွဲ့ပြရတယ် तू ကလုံးဝအဲ့ထုတ်ကိုအမှ6လောက်နဲ့အမှပထုတ်လိုက်ပြီဒီမှာ6လောက်နဲ့ကိုတွန်းလာတာဘာလို့ဆိုငါတို့ဒီဘက်ကြောင်နေရနေပြီးတော့6လောက်နဲ့တွန်းလာပြီးတော့မိုးတဲ့ကိုလည်းကြည့်ရသေးတယ်သူမှာသူတို့ကလုံနေကြတယ်အပြင်ကိုလည်းရှိုးလာတယ်ငါတို့ဝန်ထမ်းတယောက်ဝင်လာမှာဆိုလို့ဒီမှာပါသွားပြီအထုပ်ကအဲ့အချိန်မှာဒီနားမှာထားလိုက်ပြီနော်ငါတို့အဲ့နောက်ဗီဒီယိုမှာဟိုရှေ့ကင်မရာမှာတစ်ချက်ပြန်ကြည့်ရမယ်ပြန်ဝင်လာပြီဒီမှာအထုပ်ကဒီနားမှာအထုပ်အဲ့အချိန်မှာဟိုကောင်မလေးကလေအဲ့ကောင်မလေးကဒီမှာကွဲတာအလုံးဝကွဲတာပတ်စံရှင်းပြီနော်ပတ်စံရှင်းပြီကွဲတာကန်ဆိုးချင်တော့အဲ့မတွေကလည်းအဲ့ကြောက်တော့မှဒီကိုလာတာနော်တလားသူတို့ကလေသူတို့ဒီဝန်ထမ်းလိုဘာလိုဟိုလေဟိုဟာကိုလေလှဲ့တာသိလားတခြားဝယ်သူကိုလည်းလေ तू ကဘေးမှာလိုက်ကက်နေတယ်တလားမသိဒီဆိုင်ကလူလိုဘာလိုနဲ့သိလားပါသွားပြီအဲ့ဒီအချိန်မှာနောက်ကင်မရာတစ်ခုမှထည့်ရမယ်တခိုးတွေကရန်ဆောင်ကြတယ်ဒါဆိုရင်ဒီကောင်မလေးဆိုတာလာနေကြဝယ်နေကြတယ်နော်ဝယ်နေကြဆိုတော့မာကြီးတို့ short တွက်လို့မရအောင်လူငယ်ဆိုပြီးတော့လေ short တွက်လို့မရဝတ်ပုံစားပုံလေးနဲ့ကျန်လုံးဝကွယ်ထားလိုက်တာဘောင်းမီနဲ့ဦးနော်ကွယ်ထားလိုက်တာအဲ့အချိန်မှာအထုပ်ကဟိုဘက်ကိုရောက်သွားပြီအဲ့လိုမျိုးနော်လူငယ်တွေဖြစ်ပြီးတော့ကွာမထင်ရအောင်နော်ညီမလန်းလေးဝတ်ထားတယ်ဆိုပြီးတော့လဲမာကြီးတို့ short တွက်လို့မရအောင်တခိုးပဲနော်အဲ့ဒါဆိုနောက်ဗီဒီယိုထပ်ကြည့်ကြမယ်ငါတို့အမအထုပ်ကဒီနားမှာထားတာလေဒီနားမှာကမကြီးပြတယ်ထဲမှာပြလေးမြင်သူရှာနေသူလူချောင်းလူကိုချောင်းလားလူကိုပတ်ပြီးတော့ချောင်းလားသူတို့3ယောက်တလား3ယောက်လုံးတည်တယ်တလားအဲ့ဒါဆိုရင်ဟုတ်ပါအထုပ်ကို6လောက်နဲ့တွေ့လားငါတို့အဲ့ဒါဘာထုတ်လဲလားအဲ့ဝေးဖားထုတ်မယ်သူကန်ပေါ်ပေါ်လေးနော်သူဝေးဖားကောင်ဝဲထုတ် तू မမုံနည်းနည်းသေးတဲ့ဟာကို तू ယူအဲ့ဒါဟိုနောက်တစ်ထုပ်ကထပ်ယူဖို့စဉ်းစားတာလားကြီးတော့သူကအတန်ကြားရမယ်ကျိုးဆိုအတန်ကြီးတကယ်နော်ဒီမှာနော်ဒီမှာတွေ့အထုပ်ကိုတွေ့လားဒီမှာခိုးစုပ်တခုနာဒီမှာသူမျက်နှာဒီမှာအမလေးဒီမှာကျန်သူများပစ္စည်းကိုဒီမှာကျန်ဒီမှာအမလေးဒီမှာငငယ်ရွယ်နဲ့အမလေးခြေထောက်တွေလက်ထောက်တွေအကောင်ကြီးကိုဝယ်သူကလည်းဘယ်လို့မှမသိနိုင်ဘူးလေဒီမှာသူတို့အဖွဲ့ဆိုင်မှာလဲဒါလာဝယ်နေကြသူတို့အဖွဲ့မလေးဒီ
ဒီမှာချက်ကင်လိုက်တယ်ဒီမှာအထုပ်ကဒီမှာ အေးအတယောက်တယောက် ဒီမှာဟိုဘက်ခန်းလည်းဝင်လာသေးတယ်ဟလား ဝင်လာတယ်ဟုတ်တယ်အကလေးနဲ့ဝင်သေးတယ်အကလေးနဲ့ခုနကအမေကဝိုင်းဆန်နေ10နာရီ24အဲ့ဒါပြန်ပြီးတော့ဟိုဟာ360နဲ့ပြန်ကြည့်မယ်360နဲ့ပြန်ကြည့်မယ်ဒီမှာအထုပ်ကိုတွေ့လားလုံးဝမေးလာအောင်အမှထားထားတာတွေ့လားအဲ့နောက်တစ်ထုပ်ခိုးဖို့အတွက်ကို तू ပြန်တက်လာတာဖြစ်မယ်သလားဒီမှာထုတ်တော့မှညမ်းမယ် ထုတ်တော့မှာပေါ့ယူပြီပါသွားပြီတွေ့လား ဟိုတယောက်ကိုပေးလိုက်တာပေးလိုက်တာ ပေးလိုက်ပြီအဲ့ဒါဟိုတယောက်ကပါသွားပြီအဲ့ကြောင့်နေပြောရလေဖတ်သွားတယ်ဆိုတာလေနောက်တစ်ထုံမှရေးသူတယောက်ကဒိုးသွားပြီဟုတ်တယ်မလားအဲ့ဒါသူတို့ကတွေ့လားအပေါင်းနဲ့အတင်းနဲ့လာတာဟိုဖွဲ့လူမျိုးပဲတွေ့လားငါပြောတယ်တွေ့လားသူတို့ကဝယ်လားဆိုတော့ဝယ်တယ်ဈေးပေါ်ဆုံးနဲ့ဈေးတန်ဆုံးဘောလီတွေပြခိုင်းမယ်အတွင်းကန်တွေပြခိုင်းမယ်ပြီးသွားပြီဆိုရင်သူတို့ကလှဲ့လေပြီးတော့ဟိုဖြစ်တာအစားဆိုလည်းပဲကျေးဇူးပြုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေအလုပ်ကိုင်မဲ့အဆင်ပြေလည်းမိသားစုမှာအဆင်ပြေပါစေလို့ကျွန်တော်ဒီညနေမှာအားလုံးအတွက်ဆုတောင်းပေးပါတယ်ခင်ဗျာ